အားလုံးပဲမင်္ဂလာပါဒီဘက်ကိုလုပ်ပြသွားမယ့် project ကတော့ဒီအရန်ကိုပျော်ဖို့ကောင်းပြီးတော့စိတ်ကို relax ဖြစ်စေရပေါ့နော်ဒါကတော့ဒီ stencil stamp လေး sticker တွေကိုသုံးပြီးတော့ရိုးရှင်းတဲ့ Miss Media Gel Printing Project တခုဖြစ်တယ်ပေါ့နော်အရင်လဲလွယ်တယ်လို့တခြားမျိုးမျိုးနဲ့စမ်းကြည့်ဖို့လည်းအကောင်းဆုံးပဲပေါ့နော် pressure မရှိဘဲနဲ့ဒီ creative ဖြစ်တာမျိုးကိုမှလုပ်ချင်တယ်ဆိုရင်ဒီ project ကနှင့်တော့ပါပေါ့နော်တကယ်ဒါဆိုရင်စလိုက်ကြမယ်ပထမဆုံးအနေနဲ့ကိုရီးယား gel plate ပေါ်မှာ acrylic ဆေးတစ်လွှာကိုထည့်လိုက်မယ်ပြီးရင် stencil နှစ်ခုကိုဆေးပေါ်မှာတင်လိုက်မယ်ပေါ့နော်နောက်ပြီးဒီစာရွက်တစ်ရွက်ကို gel plate ပေါ်မှာညှင်သားစွာဖိပြီးတော့ပထမဆုံး print ကိုရယူလိုက်မယ်ဒီပုံမှာနေလှပတဲ့တခြားလေးတွေပါနေပြီပေါ့နော်ပထမလေအားနည်းနည်းခြောက်သွားတာနဲ့ acrylic ဆေးပပလေးနောက်တစ်လွှာကိုထပ်ထည့်ရပေါ့နော်အဲ့လိုလောက်တာက stencil တွေကနေကျန်ခဲ့တဲ့ texture တွေကိုပို့ပြီးတော့ပေါ်လင်းစေလို့ပေါ့နော်ပြီးတော့ဒီအပေါ်ကစက္ကူကိုပဲ gel plate ပေါ်မှာထပ်ဖိပြီးဒုတိယ layer print ကိုဖန်တီးလိုက်တယ်တကယ်ကိုကျင်းသက်စရာကောင်းတယ်ပေါ့နော်ဒီပုံကိုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းအောင်ကိုရီ print လုပ်ထားတဲ့စက္ကူပေါ်မှာပဲပုံတန်အချိုးနဲ့အမှတ်အသားအချိုးကို stamp နှိပ်လိုက်တယ်ပေါ့နော်ဒါက print ကိုပို့ပြီးတော့အနက်ရှိုင်းဆုံးနဲ့ထူးခြားတဲ့ဇယိုက်လက္ခဏာကိုပေးစမ်းတယ်ပေါ့နော်နောက်ဆုံးအဆင့်အနေနဲ့ပျော်စရာကောင်းပြီးတော့အယောင်သွေးဆုံတဲ့ခန်းစားချက်ကိုပေါ်လွင်စေဖို့ sticker အချို့ကိုထပ်ထည့်လိုက်တယ်ဒီလိုတင်းခဲ့တဲ့အထီးတွေ့လေးတွေက Miss Media ပုံစံကိုတကယ်ကိုပြည့်စုံစေပါတယ်ဒါကတော့ကိုရီးယားနောက်ဆုံးရလက်လေးပဲဖြစ်ပါတယ်အရန်ကိုလွယ်ပြီးတော့စိတ်ကို relax ဖြစ်စေတဲ့ gel printing တစ်ခုပေါ့နော်ဘယ်လိုမှဆိုလိုက်လုပ်လို့ရရကွာဒီလားနောက်ပြီးတော့ဒီ project ကိုဘယ်လိုမြင်လဲဆိုတာကို comment ပေးသွားကြပါအောင်နောက်ပြီး like and subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်တတာ